သမီးလေး ဘာသမီးလေးလေဟောသမီးစုခဏခဏလာနေရတယ်ဖေရဲ့သမီးကိုဒါပြီးအဆက်ခွဲနေတယ်လို့ပဲ အေးသမီးဘာမဟုတ်လဲ အော်ဘာမှမလာဘူးလေကျေးဇူးပဲနော်ဟုတ်တယ်အေးဟာအဖေနော်အဖေသမီးကိုဒီလိုမျိုးခဏခဏလုပ်နေမယ်ဆိုရင်သမီးကိုယ့်ကိုတတ်သိလိုက်မှာ မလို့ပါနဲ့သမီးအဖေအခုလာရဲဆိုတာလေအဖေမင်းနဲ့ပြမင်းနဲ့အစောကြီးကားနဲ့နေကိုပြန်တော့မှာအဲ့ဒါအဖေသမီးလေးကိုမဆုံးတော့ဟုတ်လား အခုတွေ့ပြီမလားအဲ့ဆိုရင်အဖေပြန်တော့လေပြန်လို့ရပြီပြန်တော့ 你真熟了，这种一路的不离，那才要到那么对嘛不？哎，小明，那才要到那的话，动动。 现在压人的人一样过分慢呢，没都来飘呀，没么地步，我看看他们都嘛。 ဖေလို့ခေါ်လိုက်ရလို့သမီးကိုခုလို့ပါတော့